ဘာဦးကျန်ခန်းကြီးရှေ့အခန်းငယ်1မှ22ဘုရားသခင်သည်နောအေးမှဆ၍အသက်ရှင်သမျှသောတတ္တဝါနောအေးနှင့်အတူသင်္ဘောထဲ၌ရှိသောတိရစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍မြေကြီးပေါ်မှလေလာစေတော်မူသဖြင့်ရေငြိမ်လေ၏နည်းနည်းရာရေပေါက်ရေတွင်းများမိုးကောင်းကင်ပြွန်ဝများကိုစို့ပိတ်၍မိုးကိုဆဲစေတော်မူ၏ရေသည်လည်းမြေပေါ်မှအစဉ်တိုင်းစီးသွား၍အရက်150စေ့သောရုပ်လျော့လေ၏ပထမလ18ရက်နေ့တွင်သင်္ဘောသည်အာရရတ်အမည်ရှိသောတောင်ပေါ်မှတင်လေ၏ဒသမလိုက်တိုင်အောင်ရေသည်အစဉ်မပြတ်ရုပ်လျော့၍ထိုလဆန်းတရက်နေ့တွင်တောင်ထိပ်တို့သည်ပေါ်ကြ၏ထိုမှအရက်40ကြာလေနောအေးသည်သင်္ဘောထဲ၌လှုပ်ခဲ့သောပြတင်းပေါက်ကိုဖွင့်၍ကြီးအတကောင်ကိုလွှတ်လေ၏ထိုကြီးအသည်မြေပေါ်မှရေမခမ်းမချောက်မီတိုင်အောင်တွာလာလျက်နေလေ၏တဖန်မြေမျက်နှာပေါ်မှရေကုန်သည်မကုန်သည်ကိုသိချင်းကဂျိုးတကောင်ကိုလွှတ်ပြန်လေ၏မြေတစ်ပြင်လုံး၌ရေရှိသေးသောကြောင့်ဂျိုးသည်ခြေဖြင့်နင်း၍အမောဖြေစရာကိုမတွေ့သဖြင့်နောအေးရှိရာသင်္ဘောသို့ပြန်လာလေ၏နောအေးသည်လည်းလက်ကိုဆန့်၍ဂျိုးကိုကိုင်ယူပြေးလေမိမိနေရာသင်္ဘောထဲသို့သွင်းလေ၏တဖန်9ရက်နေပြီးမှထိုဂျိုးကိုသင်္ဘောထဲကလွှတ်ပြန်၏ညဦးအချိန်၌ဂျိုးသည်နောအေးထံသို့ပြန်လာ၍မိမိစိတ်ယူသောတန်လွင်ရွက်ကိုမိမိနှုတ်သီးဖြင့်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှရေကုန်ကြောင်းကိုနောအေးသိလေ၏တဖန်9ရက်နေပြီးမှထိုဂျိုးကိုလွတ်ပြန်၏နောက်တဖန်ဂျိုးသည်မပြန်မလာနေ၏အနည်း600တခုပထမလ11ရက်နေ့တွင်မြေကြီးပေါ်မှရေခမ်း6သည်ရှိသောနောအေးသည်သင်္ဘောမိုးကိုပယ်ဖြဲ၍ကြည့်ရှုသောအခါမြေမျက်နှာတွေ့6စာရှိသည်ကိုမြင်၏ဒုတိယလ29ရက်နေ့တွင်မြေကြီးတွေ့6လေ၏ဘုရားသခင်ကလည်းသင်သည်သားမယားချွေးမတို့နှင့်တကွသင်္ဘောထဲကထွက်ဆင်းလောတင့်ထံမှအသက်ရှင်သောတိရစ္ဆာန်ငှက်များသားများမြေပေါ်၌တွားတတ်သောတိရစ္ဆာန်များတို့သည်မြေပေါ်မှသားကိုမွေး၍အလွန်တိုးပွားများပြားမည်အကြောင်းထိုတိရစ္ဆာန်ရှိသမျှတို့ကိုကိုယ်နှင့်အတူထုတ်ဆောင်လော့ဟုနောအေးကိုမိန့်တော်မူ၏ထိုအခါနောအေးမှစ၍သားမယားချွေးမတို့သည်ထွက်ဆင်းကြ၏သားများတွားတတ်သောတိရစ္ဆာန်များငှက်များမြေပေါ်မှလှုပ်ရှားတတ်သမျှသောအမျိုးမျိုးအပေါင်းတို့သည်လည်းသင်္ဘောထဲကထွက်ဆင်းကြ၏နောအေးသည်လည်းထာဝရအဖို့ဖျားအဖို့ရေပလင်ကိုတီးပြီးမှစင်ကြယ်သောသားစင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍ရေပလင်ပေါ်မှမိရှို့သောရစ်ကိုပူဇော်လေ၏ထာဝရဘုရားသည်လည်းမွေးကြိုင်သောအနံ့ကိုခံယူ၍ငါသည်နောက်တဖန်လူတို့အတွက်မြေကြီးကိုမကျိန်အကြောင်းမူကားလူတို့သည်ငယ်သောအရွယ်မှစ၍စိတ်နှလုံးကြံစီဆိုးကြ၏ငါသည်ယခုတခါပြုပြီးတကယ်သို့အသက်ရှင်သောအရာရှိသမျှတို့ကိုနောက်တဖန်ဓမ္မခမြေကြီးမကုန်မီတိုင်အောင်မျိုးစေ့ကျဲရသောကာလအသီးနှံကိုသိမ်းရသောကာလချမ်းသောကာလပူသောကာလနွေကာလဆောင်းကာလမပြတ်ရဟုအမိန့်တော်ရှိ၏ဖတ်သွားတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေအာမင်